Hello အခုကျွန်တော်ပြောချင်တာကတော့သက်စင်ကိုဟိုတခါကျွန်တော်ပြောထားတဲ့ဥစ္စာ verify ဖြစ်တာနဲ့ဒီလိုမျိုးတခါတည်းတမ်းမှာလို့ရတယ်ကြာတာတော့သူတို့ညွန်ပြတာတော့9ရက်လို့ပြောတာဒါပေမဲ့3ရက်နေ့ဆိုရင်ခဏလေးနဲ့ရောက်သွားတယ်နော်ခဏလေးနဲ့3ရက်ပြည်တာနဲ့ရောက်လာပါတယ်အခုတော့ကျွန်တော်လည်းရောက်ချင်းမနေ့ကရောက်ချင်းဗီဒီယိုလေးရိုက်ပြီးတော့ကျွန်တော်တင်ပြလိုပါတယ်အခုဒါလေးကိုဖွင့်မယ်သူအဲ့လိုမျိုးသူတို့ကိုရဲ့လိပ်စာအတိုင်းသူတို့လာပို့တာပေါ့နော်နောက်ပြီးဒီစာအိတ်လေးနဲ့နောက်ပြီးဒီမှာဒီလိုမျိုးဒါဗီဇာကတ်ပေါ့โอเคသူကလုံးပုံလုံးကြီးအမှလည်းသူအောက်မှာပြထားတယ်ပေါ့နော်ကို app ဖွင့်ပြီးတော့အဲ့ဗီဇာကိုနှိပ်မယ်အဲ့ဒါ scan ဒီ scan စီတော့စာ scan လုပ်ပြီးတော့လောက်လို့ရတယ်ပေါ့နော်ဆိုတော့ဒီကောင်ကတော်လေးကောင်းပါတယ်ငွေလွှဲနည်းလဲကျွန်တော်တင်အောင်မယ်နော်ဒါပြီးတာနဲ့ဖုန်းနံပါတ် Messenger Insta Page သုံးတဲ့လူတွေကတော့စင်ပြေလိမ့်မယ်သူက Messenger Insta Page တွေငွေလွှဲနည်းလဲတူတယ်အခုဒီမှာ app ထဲဝင်လာပြီဆိုရင်ကျွန်တော်တို့ app ထဲမှာဒီက visa ကိုနှိပ်မယ်နောက်ပြီးဒီမှာသူပေါ်လာတော့စာ okay scan ကိုပြန်နှိပ်မယ်ဒီပါလာတဲ့ပုံတွေကိုကျွန်တော်တို့ scan လုပ်မယ်နောက်ပြီးဒီမှာ okay နောက်ပြီးဒီမှာကျွန်တော်တို့ pin code ရိုက်ပေးရမှာ6လုံးပေါ့မှတ်ထားတော့ဒီကောင်ကတော့အသုံးဝင်မှာနောက်ပြီးဆောင်းနာကျွန်တော်တို့ရိုက်ထားတဲ့ pin code 6လုံးပြန်ရိုက်ပေးဒီမှာ okay ဒါဆိုရင် okay ဒီမှာ done တော့ပြီးပြီ okay ဒီ app တို့ပြထားတဲ့စံ done ကိုပြန်နေမယ်ဥမာ message ဝင်လာတယ်နော် okay ဒီမှာသူ message ဝင်လာလို့ဆိုရင်နေဥစားကိုက app မှာပေါ်ထားနောက်ဆုံးလေးကနနေဥစားဒီဥစားလားဆိုတော့ပြသူတို့မှာ message ဝင်လာတယ်ဒါမှန်တယ်ဆိုတော့ကျွန်တော်တို့အမှ done တွေလုပ်ပေးရမှာဖြစ်ပါတယ် okay ဒီမှာတစ်စင်လုပ်ပေးနေပြီ okay ဒါဆိုပြီးပြီဒါဆိုကျွန်တော်တို့ကလည်းတုံးလို့ရပြီပေါ့နော်ကျွန်တော်တို့ visa ကလည်းတုံးလို့ရပြီ app လည်းချောချောမမတုံးလို့ရပြီအဆင်ပြေသွားပြီချောချောမအဆင်ပြေသွားပြီ okay ဒါတော့သူတို့ကတ်ပို့တဲ့အကြောင်းကိုကျွန်တော်ပြတာဖြစ်ပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်နော်နောက်ဗီဒီယိုမှာကျွန်တော်ငွေဘယ်လိုလွှဲနည်းဘယ်လို transfer နည်းဘယ်လို transfer လုပ်ရမလဲဆိုတာကိုကျွန်တော်တင်ပေးပါမယ်အားလုံးကိုကျေးဇူးတင်ပါတယ်